ပြန်ပြီးရွှေပန်းပြောက်တွေတွဲရဲနေလေမင်းလေးတစ်ချက်ဆက်ပြီးတော့안녕하세요 코리아노피의 향기입니다ဒီတစ်ခါမှာတော့ရန်ကကိုရီးယားနိုဗီ channel မှာတစ်ခါမှမတင်ဘူးလေပေါ့နော်content ပုံစံအသစ်ကလေးကိုဖန်တီးသွားမှာဖြစ်ပါတယ်အခုချိန်ဆိုလို့ရှိရင်ပေါ့နော်ပြန်တို့မြန်မာနှစ်တစ်ကူအချိန်ခါသမယဖြစ်ပါတယ်တင်းကျပ်အချိန်ခါပေါ့နော်ဆိုတော့အိမ်နဲ့အဝေးရောက်နေကြတဲ့သူတွေအကုန်လုံးကဒီနှစ်တစ်ကူတကြံအချိန်ကိုအရန်လွမ်းဆွနေကြပါတယ်ရန်ဆိုလဲတငယ်ချင်းတွေနဲ့တွေ့ရခါကြရင်လေဒီအကြောင်းပဲပြောဖြစ်တယ်ကိုလည်းတကြံတချင်းနေနောက်ပြီးရုပ်ရှင်တွေပေါ့နော်ရှာကြည့်နားထောင်ဖြစ်တယ်ပေါ့နော်ပြီးတော့ရင်ထဲမှာအဲ့လိုမျိုးလွမ်းနေတဲ့စိတ်အမြဲရှိနေပါတယ်အဲ့တော့ဒီစိတ်လေးကိုအခြေခံပြီးတော့ပေါ့နော်ရန်ကဒီတချင်းတွေရုပ်ရှင်တွေပြန်ရှာကြည့်ရင်းနဲ့မှာရန်အရင်တော့ရိုက်ကူးဖူးခဲ့တယ်ပေါ့နော်ဗီဒီယိုဖိုင်လေးတစ်ခုကိုပြန်ကြည့်ပြီးတော့အဲ့တော့အမှတ်တရလေးရယ်ပြီးသွားလို့ရှိရင်ပါဝင်ပေးကြတဲ့သူတွေအကုန်လုံးလည်း credit ပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဒါဆိုရင်စပြီးတော့ကြည့်လိုက်တော့မယ်နော်안녕하세요. 한국과 미얀마의 문화공간 코리아노필입니다. 한국의 가장 아름다운 봄 계절인 이 시기에는 미얀마에는 미얀마력으로 새해가 시작되고 있는 설이에요. 이런 시간은 모든 미얀마 사람들이 사랑하고 제일 아름다운 물주제인 뜬잔 명절이고요. 1년에 딱 한 차례 피는 브라우꽃이 피는 뜬잔 시간에 서로 무릎 뚫려 적게 하고 대표 음식인 모노이버를 만들어 나누고 미얀마의 전통 문화꽃이 피고 있는 가장 즐거운 시간이에요. 이런 뜬잔 시간에 제 생일도 있어서 နေရာလေးပေါ့နော်ဒီနေရာလေးကိုရန်မပြောခင်မှာအရှိရ intro လေးတွေကကြတော့ဒီအဓိကတော့ရန်ဒီဗီဒီယိုလေးကိုလုပ်တဲ့ရည်ရွယ်ချက်ကပေါ့နော်ရန်ကတကြံအကြုံနေ့ဆိုလို့ရှင်ရန်မွေးနေ့ပေါ့နော်အဲ့ဆိုတော့မွေးနေ့မှာဒီမွေးနေ့အမှတ်တရလေးလည်းဖြစ်အောင်ရယ်ပြီးတော့ခါကြတော့ဒီတကြံရဲ့အငွေ့တက်လေးလည်းပါအောင်ရယ်ပေါ့နော်နောက်တစ်ခုကရန်ဒီဟာကိုကိုရီးယားစကားပြောနဲ့ဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပေါ့နော်တကြံဆိုတာဘာလဲဆိုတဲ့ဟာလေးကိုလည်းကိုရီးယားလိုလေးနည်းနည်းမိတ်ဆက်ပေးပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ရန်သွားထားတယ်ပြီးတော့ဒီညနေစပြီးတော့ကြတော့ရန်တို့ပေါ့နော်အဲ့ညရိုက်ကူးခဲ့တဲ့အမှတ်တရအများကြီးရှိရပေါ့နော်ဘာလို့လဲဆိုတော့ဒီ location ကကြတော့ဒါမန္တလေးရပေါ့နော်ကုသိုလ်တော်ဖျားမှာပေါ့နော်ဆိုတော့မန္တလေးလို့ပြောလိုက်လို့ရှိရင်ရန်အတွက်အရန်လိုမျိုးသွားချင်တဲ့ပြီးတော့အမှတ်တရအရန်များရဲ့မြို့ပေါ့နော်အရန်အမဝန်ခွဲကမန္တလေးမှာရှိတဲ့ခါကျတော့ तू ကအရန်အစားအသောက်တွေအဲ့လိုမျိုးလိုက်ပြီးရှာစားရတာအဲ့လိုဘယ်နေရာမှာဆိုင်စားလို့ကောင်းလဲဘယ်နေရာမှာတော့နာမည်ကြီးနေလဲဆိုပြီးတော့အဲ့လိုလိုက်ရှာစားရတာ तू ကအရန်ဝါသနာပါတယ်ပေါ့နော်အဲ့ဒီအမပြီးလို့ရှိရင် तू ညီမလေးအကုန်လုံးလည်း तू အဲ့လိုမျိုးနေရာတွေလိုက်ပို့ပေးခြင်းတယ်ပေါ့နော်မန္တလေးဆိုလို့ရှိရင်အရန်ပျော်ရရန်တော့သွားတဲ့ခါကြလို့ရှိရင်လေဆိုတော့ဒီ location လေးကကြတော့ဒါမန္တလေးကုသိုလ်တော်ဘုရားမှာပေါ့နော်အပင်ကြီးကလည်းအရေးအဝါသားကောင်းကောင်းရယ်ပြီးသွားလို့ရှိရင်ဖျားစီကြီးရယ်ပေါ့နော်ဆိုတော့အရန်ကိုစိတ်ကြည်နူးပြီးတော့ပျော်ရွှင်ရတဲ့နေရာလေးတစ်ခုပေါ့နော်ဆိုတဲ့ခါကျတော့ဒီကုသိုလ်တော်ဖျားကတော့အရန်သွားရတာကြိုက်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီငါဒီတကြံနဲ့ပတ်သက်တဲ့အမှတ်တရလေးရိုက်တဲ့အခါမှာဒီဖျားမှလည်းရိုက်ချင်တယ်ပေါ့နော်ဆိုပြီးတော့အရန်ကဒီ location လေးကိုရေးပြပါတယ်နောက်တစ်ခုကဒီဗီဒီယိုထဲမှာပါဝင်တဲ့လူတွေပေါ့နော်အဲ့တော့ကျမရဲ့မင်းသားမင်းသမီးလေးတွေကိုမိတ်ဆက်ရမယ်ဆိုလို့ရှိရင်တော့အခုဒီမှာမြင်နေရတယ်ပေါ့နော်ဒီဘက်ကအမျိုးသမီးလေးอ่ะဆိုလို့ရှိရင်တော့ကျမရဲ့အမေဖြစ်ပါတယ်အဲ့ဟဲ့အမေပေါ့နော်ဟဲ့အမေဖြစ်တယ်ဒီဘက်ကတော့ဒါဖူးဖူးကတော့ဟဲ့ရဲ့အဖူးဖူးပေါ့နော်မေမေရဲ့ဖေဖေပေါ့နော်သူ့မြေးတွေကနေပြီးလို့ဆိုတာပဲဖြစ်တီးတာပဲဖြစ်သူကအရန်သဘောကျတယ်အဲ့ခါကျတော့ဒီဗီဒီယိုလေးကိုရိုက်ဖို့အတွက်အဖိုးကိုရန်ကဖူးဖူးလဲပါပေးပါပေါ့ဖူးလဲပါပေးပါပေါ့ဆိုပြီးတော့ idea လေးရပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ရန်ကဒီသူတို့နှစ်ယောက်ကိုရန်ကဒါရေပတ်မလို့ဆိုပြီးတော့ဒီဘက်ကအကွယ်လေးမှာရန်စောင့်နေတာပေါ့နော်စောင့်ပြီးသူတို့နှစ်ယောက်ကိုပတ်မယ်အဲ့တော့သူတို့နှစ်ယောက်ဘယ်လိုမျိုး reaction လုပ်မလဲဆက်ကြည့်ရအောင်နော်아름다운 미얀마와 함께 미얀마의 전통 춤을 추면서 생일 추억으로 만들고 싶은 마음이 생겼어요. 이 영상에서 미얀마의 전통 모습을 즐기면서 저희 미얀마 사람들도 새해 복 많이 받으시고 안전되고 건강한 새해가 되기 바래요. ရေလောင်းတဲ့စင်းပေါ့နော်ဒီဟာလေးကိုပြန်ကြည့်တိုင်းမှာပါကအမှတ်တရဖြစ်ပြီးရေရလဲဆိုတော့ရန်အမေပေါ့နော်အမေကပေါ့နော်တကယ်အမှုပညာဝါသနာပါတယ်ပေါ့နော်သူဒါပေမဲ့သူကိုယ်တိုင်ဒါကိုတချင်းတစ်ပုတ်လဲသူ
တပုတ်လုံးစုံအောင်သူမဆိုဘူးကရတယ်ဆိုလဲအရန်ကြီးသူမကတတ်ဘူးပေါ့နော်ဒါပေမဲ့လို့သူကအဲ့လိုဟင်းကိုအရန်အဲ့လိုမျိုးပတ်မှုပေးရအရန်ကနေတချင်းဆိုနေအောင်သူမြင်ရတဲ့ဟာအရန်သူအတွက်အရန်လိုမျိုးဟင်းလင်းဖြစ်တယ်ပေါ့နော်ဆိုပြီးတော့သူအမြဲပြောမှုတယ်ပေါ့နော်ဆိုတော့အမေကသူကအရန်လိုမျိုးအဲ့လိုအလှပြင်ပြီးတော့ဓာတ်ပုံရရလဲအရန်ဝတနာပါတယ်လေအရင်ဆုံးဒီတပြေကက်လေးနဲ့ရမ်းရည်လောင်လိုက်တာအဖိုးကိုကွာဒါပေမဲ့ तू ကအရင်လန့်တော့ဒါပေမဲ့လန့်တာလေသူ့ရဲ့ editing ပေါ့နော်ဆိုတော့ဒါဟုတ်ပြန်ကြည့်ရရင်အမေကတရုပ်ဆောင်တာပေါ့နော်သူ့ကိုလည်းမလောင်ရသေးပဲနဲ့ तू ကလန့်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးပြီးနေတကယ်အမှတ်တရဖြစ်ပါတယ်ဒီဓာတ်ပုံလေးရေးဆိုလို့ရှိရင်ပေါ့နော်ဒါအဖိုးလည်းနေကောင်းကျမ်းမာတဲ့အနေထားမှာအဖိုးကိုလည်းဒီရိုက်လိုက်နိုင်တယ်ပြီးတော့သူလည်းပျော်ရွှင်နေတဲ့ပုံလေးရတယ်ပေါ့နော်ပြီးတော့အမေကလည်းတကယ်လှလှပပလေးနဲ့ one set အင်ဂျင်နဲ့မတောက်ပန်းနေနဲ့ပန်ပြီးတော့ပေါ့နော်ထွက်လာတယ်ဒီလိုမျိုးဒီတကယ်နောက်တစ်ခေါက်ထပ်သွားဖို့ခဲရင်းနဲ့location လေးမှာဒီလိုမျိုးဓာတ်ပုံလေးရလိုက်တဲ့အတွက်ကြောင့်မလို့ဟင်းကအရန်ကြိုက်ပါတယ်ဒီဟာလေးကိုလေအဲ့ဒါဆက်ကြည့်အောင်နော်ဒီကက်လေးလည်းအရန်အမှတ်တရဖြစ်ပါတယ်အခုဆိုရင်မြန်မာဂီတာတီးရသူအရန်ရှားသွားတယ်ပေါ့နော်အဲဆိုအဖိုးကလည်းအဲ့ဒီထဲကတယောက်ဖြစ်တယ်မြန်မာဂီတာကိုရန်ဆိုရင်6တန်းလောက်တော့အရန်ဒီဟာကိုတင်မှုတယ်ပေါ့နော်အဖိုးရဲ့ဂီတာကိုငားပြောရန်တင်မှုတယ်ခတ်ပါတယ်သူကလက်ခတ်နဲ့ဒီဘက်က beat နဲ့ကိုပေါင်ပေါ်မှာဒီလိုမျိုးပက်လက်အနေထားနဲ့ပေါ့နော်ဂီတာကိုပက်လက်အနေထားနဲ့ထားပြီးတော့တီးရဟာဖြစ်ပါတယ်ဒါပေမဲ့ဂီတာတဲ့ငါပေါ့နော်တော်တော်လေးကိုနားထောင်ရတာအဲ့လိုမျိုးဆွေးမြင့်ညင်ညောင်အဲ့လိုမျိုးအတန်မျိုးဖတ်သွားတယ်ပေါ့နော်အဲ့ဒီအတော်လေးကိုသူ့ကိုရန်ကဒီနေရာလေးမှာတီးပေးပါဆိုပြီးထည့်ပေးဖြစ်တယ်အဲ့တော့အဖိုးရဲ့လိုရှာပပဂီတာပြန်တီးရဲ့စင်းလေးရဲ့နောက်တစ်ခုကအဖိုးကဒီတချင်းကိုတဘောလုံးသူတီးခွက်တွေသူမမှတ်မိဘူးပေါ့နော်ဒါပေမဲ့သူဒီအတော်လေးရောရတယ်ဆိုတော့ဒီအတော်လေးရတဲ့လောက်လေးပဲသူတီးပေးပါဆိုပြီးတော့ရန်က request လုပ်ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဖိုးကဒီဟာလေးကိုလည်းတီးပေးရင်းနဲ့မှာရန်တို့ဒီစင်းလေးကိုဖန်တီးပြပါတယ်ဟိုကဒီလိုမျိုးဂီတာလေးကိုတီးနေတယ်ရန်နဲ့မင်းနဲ့အတူတူဘေးကနေပြီးနားထောင်နေရဆိုတော့ပုံစံမျိုးလေးပေါ့နော်ပြန်တွေးကြည့်လို့ရှိရင်တော့အဲ့အချိန်မျိုးကိုတတိယပြီးတော့ရင်းနေလဲခုန်နေအခုပြန်ကြည့်ရတော့ပျော်လဲပျော်ပါတယ်တကယ်အမှတ်တရဖြစ်တယ်ပေါ့နော်ဖိုးဆိုရင်အခုအသက်60ထဲမှာပေါ့နော်အဲဆိုတော့သူကျန်းမာတယ်ဘယ်လိုပဲဖြစ်ဖြစ်သူ့အသက်အရွယ်နဲ့ရှင်လို့ရှိရင်အရင်ကျန်းမာတယ်ပြီးတော့ဟိနောက်တစ်ခေါက်ဖိုးနဲ့ပြန်တွေးနိုင်ဖို့ပေါ့နော်ခတ်သွားပြီပေါ့နော်ဒီတခါထွက်လာပြီးကြရပါတော့ခတ်သွားပြီဆိုတဲ့ခါကျတော့ဒါမျိုးလေးရရင်အတွက်ပေါ့နော်ဒါဘဝရဲ့အမှတ်တရဗီဒီယိုဖိုင်လေးတစ်ခုလိုတော့ပြောလို့ရတယ်ပေါ့နော်ကဲအဲ့တော့ဒီထီကတော့ဒါရန်ငါမေမေလဲပါတယ်ပိုးလဲပါတယ်လဲလုံးဝအမှတ်တရလေးပုံများရပေါ့နော်နောက်ပိုင်းကတော့ပြန်ကတဲ့ဗီဒီယိုပေါ့နော်စိတ်ကူးလေးကတော့ငါညင်ညောင်လေးနဲ့ပေါ့နော်ဒီဖျားနောက်ခံဒီ location လေးနဲ့ကမယ်ပေါ့နော်ဆိုပြီးတော့ဒီအကလေးကိုလည်းရန်ဒီဆီယမတော့နင်းဝေပေါ့နော်ဆီယမစီမှာရန်တင်ပြပါတယ်ဆီယမစီမှာပေါ့နော်ဟိုဆီယမကိုလည်းတွားပြီးတော့ request လုပ်ပြီးတော့ဆီယမဒါလေးကိုပေါ့နော်တင်ပြပါဆီယမလည်းတကယ်ကိုပေါ့နော်သူ့ရဲ့သမီးလေးလိုပဲရန်ကိုအိမ်ခေါ်ပြီးတော့အောင်မှာပေါ့နော်ဒီချာလေးဒီအကလေးကိုတင်ပြီးခဲ့ပါတယ်ပေါ့နော်ဒီ location လေးမှာနောက်မှာပေါ့နော်ကလေးလေးစော့နေပေါ့နော်အဲ့ဆိုစော့နေရဆိုတော့အဲ့ဒီဖျားကြီးမှာဆိုလို့ရှိရင်ခေပင်တန်းနေဟာအများကြီးရှိတဲ့ခါမှာပေါ့နော်ငါပဲခေပင်တန်းမှာရရင်ကောင်းမလဲစဉ်းစားတော့သူတို့နောက်မှာစော့နေရလေးနဲ့နောက်ခက်လေးနဲ့တဘာဝကြလေးပေါ့နော်ဖြစ်အောင်ဆိုပြီးတော့အမေကအကြံပေးရပေါ့နော်နောက်ခက်လေးကတဘာဝကြတယ်သူတို့စော့နေတဲ့ပုံစံလေးနဲ့တမီးနားမှာရိုက်လိုက်ပေါ့နော်ဆိုပြီးတော့ဆိုတဲ့ခါကျတော့ရိုက်ဖြစ်တဲ့ခါမှာတော်တော်လေးတဘာဝကြလေးထွက်လာတယ်ပေါ့နော်
ဒီနေရာလေးဆိုလို့ရှိရင်လည်းတော်တော်လေးသဘောကျပါတယ်ပြီးတော့ဒီအကလေးရောပဲပေါ့နော်တင်းပြန်ပြီးရွှေပန်းပြောက်တွေတွဲရဲနေလေမင်းလေးတစ်ချက်ဆက်ပြီးတော့အဲ့လိုရှေ့ကိုခြေထိုးလေးရဲ့အနောက်ကိုမီးဆက်တာလေးရဲ့နဲ့နောက်ကခေးပြီးညင်နေပေါ့နော်တော်တော်လေးသဘောကျတဲ့အပိုင်းလေးပါ ဝင်ငါမောင်လောင်းနေဘေးရောင်လေးကွာကင်းစင်ပါလေဒီနားလေးလဲတော်တော်လေးအမှတ်မထင်မဲနဲ့လှသွားတယ်ပေါ့နော်ဒီအကားပိုက်လေးမှာဒီလိုမျိုးနေဝင်ကန်နီးလေးနေရောင်လေးကျနေတဲ့ပုံစံလေးနဲ့လက်အချိုးလေးနဲ့ပေါ့နော်အဲ့ဒါလေးတော်တော်လေးသဘောကျပါတယ်အားမရတာတခုကတော့ဒီရိုက်တဲ့အခါမှာရန်တော့ပေါ့နော်ကတ်တီကလည်းရွှေ့ပြီးတော့ရိုက်ရတယ်ပြီးတဲ့ခါကျတော့ဖုန်းကလည်းနှလုံးလောက်နဲ့ရိုက်တဲ့ခါကျတော့ပေါ့နော်ဒီထွက်တဲ့ resolution ကမတူဘူးပေါ့နော်အဲ့နှစ်ခုဆက်ရတဲ့ခါမှာပေါ့နော်နည်းနည်းအဲ့လိုမျိုးအရောင်မတူတာလေးဖြစ်တယ်ပေါ့နော်ဒါကတော့ရန်အဲ့တုန်းကဆိုရင်ဒီအရောင်ပိုင်းကင်မရာပိုင်းဆိုင်ရာဘာမှမသိသေးဘူးပေါ့နော်ဆိုတော့ဒီဟာလေးကိုတော့နည်းနည်းအားမရဖြစ်တယ်ပေါ့နော်ဒီဟာကိုရိုက်တဲ့အချိန်တုန်းကဒီလိုမျိုး April လပဲပေါ့နော်ဆိုတော့မြန်မာမှာ April ဆိုရင်အားလုံးသိတဲ့အတိုင်းပဲရမ်းပူရယ်တော်တော်လေးပူရယ်မန္တလေးဆိုတော့ပူရယ်အဲ့တော့အဲ့လိုပူတဲ့အချိန်မှာဒီလိုမျိုးဒီအပြင် location တွေကိုထွက်ပြီးတော့ outdoor ထွက်ရတဲ့ဟာပေါ့နော်တော်တော်လေးပူပါတယ်ရမ်းကိုယ်တိုင်လည်းဒီလိုဝစ်စားပြီးတော့ထွက်ရတာပူတယ်အပြင်ကိုပေါ့နော်ဒီရမ်းညီမလေးအမတွေဆိုလို့ရှိရင်လည်းပေါ့နော်သူတို့တကယ်ကိုရန်အတွက်လိုက်လုပ်ပေးကြတာပေါ့နော်တကယ်အဲ့ဒီတကယ်ကျေးဇူးတင်ပါတယ်အခုထိလည်းပေါ့နော်ဒါလေးပြန်ကြည့်တိုင်းပေါ့နော်ရန်ရင်ထဲမှာပေါ့နော်အော်ငါ့ကိုပေါ့နော်ဒီလိုမျိုးလိုက်လုပ်ပေးမဲ့သူရှိပါလားဆိုပြီးတော့လည်းတကယ်ဟိုဝမ်းသာရပါတယ်ပါဝင်ပေးကြတဲ့သူပေါ့နော်ဒီမမယွန်းယွန်းရယ်နောက်ပြီးတော့ညီမလေးအင်္ဂစာရယ်ညီမလေးဖုတ်ဆောင်ရယ်ပေါ့နော်အရန်လေးတတိယပြီးတော့အရန်လေးကျေးဇူးတင်ပါတယ်လို့ရန်တရားနေပြီးတော့ဒီဗီဒီယိုလေးကနေပြီးတော့အားလုံး credit ပေးပါတယ်နောက်တစ်ခုကတော့အမေပေါ့နော်အမေကတော့သူကရန်ပေါ့နော်ဒီနှစ်တိုင်းဒီလာလေးကိုပြန်ပြီးတော့ Facebook မှာဆိုလဲ share ပြီးတော့ပေါ့နော်အလွမ်းဖြည့်တယ်ပေါ့နော်ဆိုတော့မေကိုလည်း credit ပေးပါတယ်ဖို့လည်းဒီလိုမျိုးသူ့ရဲ့ဒီအနုပညာလေးနဲ့ပါဝင်ပြီးတော့အားဖြည့်ပေးထားတဲ့အတွက်ကြောင့်မို့လို့လည်းဖို့လည်းကျမ်းမာတက်ရှိပါစေလို့ရန်ဒီကနေပြီးဆုတောင်းပါတယ်အဲ့တော့ရန်တို့ဒီအဆုံးလေးကိုပေါ့နော်ကြည့်ရင်လည်းမှရန်နှုတ်ဆက်ချင်ပါတယ်အဲ့ဒီတော့ဗီဒီယိုလေးကိုအဆုံးထိပြန်ကြည့်ရင်လည်းမှာရန်ရဲ့အမှတ်တရလေးကိုအဆုံးထိတူတူလိုက်ပါပြီးတော့နားထောင်ပေးတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲပေါ့နော်နှစ်သက်မှာစိတ်ချမ်းသာကိုကျန်းမာရှိကြပါစေအကုန်လုံးဘေးကင်းလုံခြုံကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်တတ